Golden Bells သခင်ဖျားနေ့တနင်္ဂနွေဇူလိုင်လ12ရက်2026နေ့စဉ်ဖတ်ရှုရန်ကျမ်းရှင်ယောဟန်ခရစ်ဝင်ခန်းကြီး1ခန်းငယ်29ကနေ51ဖျားသခင်သည်ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏ကြောက်လန့်သောစိတ်မရှိဘဲရဲရင်မည်ထာဝရဘုရားသည်ငါချီးမွမ်းရာငါသခြင်းဆိုရာငါကိုကယ်တင်တော်မူသောအရှင်ဖြစ်တော်မူ၏သင်တို့သည်ဝမ်းမြောက်သောစိတ်နှင့်ကယ်တင်ခြင်းစံရည်တွင်တို့၌ရေခတ်ရကြလိမ့်မည်ဟေရှာယအနာဂတိကျမ်းအခန်းကြီး7အခန်းငယ်2နဲ့3ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ခွန်အားယူဖို့ရန်အတွက်ကယ်တင်ခြင်း၌ဝမ်းမြောက်ချီးမွမ်းခြင်းသခြင်းအကြောင်းကိုဝေငှခြင်းပါတယ်အချို့သောတမန်ကျမ်းစာတွေမှာဆိုရင်ဟေရှာယအခန်းကြီး7ကိုချီးမွမ်းခြင်းသခြင်းဆိုပြီးတော့ခေါင်းစဉ်တက်ထားလေးရှိပါတယ်သူ့ရဲ့ရှင်လန်းဝမ်းမြောက်စရာကောင်းတဲ့အဖွဲနွယ်တွေဟာတကယ်ကိုပဲပွဲတော်တစ်ခုလိုမျိုးခံစားရတာဖြစ်ပါတယ်ဟေရှာယနဲ့အခြားသောသူတွေဟာဘုရားသခင်ရဲ့ကယ်တင်ခြင်းအမှုရာထဲမှာအင်မတန်ဝမ်းမြောက်ကြပြီးကိုတော်ရဲ့ကျေးဇူးတော်စံရည်တွင်တွေထဲကနေရှင်လန်းအားရစွာနဲ့ရေခတ်ယူကြတာဖြစ်ပါတယ်ထို့နောက်မှာတော့သူတို့ဟာအချင်းချင်းတိုက်တွန်းကြတယ်ထာဝရဘုရားကိုချီးမွမ်းကြလော့နာမတော်ကိုပထနာပြုကြလော့အမှုတော်တို့ကိုဟောပြောကြလော့နာမတော်သည်ချီးမြှောက်ခြင်းရှိကြောင်းကိုဖော်ပြကြလော့ဆိုပြီးတော့ဟေရှာယအခန်းကြီး7ခန်းငယ်4နဲ့5မှာဆိုထားပါတယ်ဟောပြောခြင်းဆိုတာဟာသူတစ်ပါးကိုပြောပြခြင်းဖြစ်ပြီးဖော်ပြခြင်းဆိုတာကတော့အောက်မေ့တတိယခြင်းဖြစ်ပါတယ်ဒါကြောင့်သူတို့ရဲ့ချီးမွမ်းခြင်းဟာကြီးညာချက်တစ်ခုလည်းဖြစ်တယ်လို့စင်ခြင်းအောက်မေ့ခြင်းတစ်ခုလည်းဖြစ်တာဖြစ်ပါတယ်ယနေ့ခေတ်မှာကျွန်တော်တို့ရဲ့အခြေအနေတွေဟာကွဲပြားခြားနားနေပေမဲ့လည်းကျွန်တော်တို့အထဲမှာလည်းဝမ်းမြောက်ဖို့ရန်အတွက်အကြောင်းရင်းတွေရှိပါတယ်ကျွန်တော်တို့ခံစားရတဲ့ကယ်တင်ခြင်းဟာပိုပြီးတော့တောင်ကြွယ်ဝပါသေးတယ်။ဘာဖြစ်လို့လဲဆိုတော့ခရစ်တော်ကိုအချက်ချာပြုထားလို့ပါပဲ။မမြင်ရသေးတဲ့ခရစ်တော်ကိုချစ်ပြီးယုံကြည်ခြင်းအပြင်မိမိတို့ရဲ့ဝိညာဉ်တွေကယ်တင်ခြင်းခံရမယ်ဆိုတာကိုသိလျက်နဲ့ကျွန်တော်တို့အထဲမှာရှိတဲ့ပြောမပြနိုင်တဲ့ဝမ်းမြောက်ခြင်းအကြောင်းကိုတမန်တော်ပေတရုကရေးသားခဲ့ပါတယ်။ရှင်ပေတရုပထမဆောင်ခန်းကြီး1အခန်းငယ်9ကနေ9ရာဖြစ်ပါတယ်။ဒါအပြင်ကျွန်တော်တို့ဟာဖျားသခင်ရဲ့အမျက်တော်ကိုခံဖို့ခံထားခြင်းခံရတာမဟုတ်ပဲကျွန်တော်တို့အတွက်အသေးခံတော်မူတဲ့သခင်ယေရှုအားဖြင့်ကယ်တင်ခြင်းသို့ရောက်ဖို့ရန်အတွက်ခံထားခြင်းခံရတာဖြစ်ကြောင်းတမန်တော်ပေါလုကကျွန်တော်တို့ကိုသတိပေးထားပါတယ်။တတ္တလောနိပထမဆောင်အခန်းကြီး9အခန်းငယ်9နဲ့10ရာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဟာလည်းထိုခေတ်ကဟေရှာယကဲ့သို့ပင်ဖျားသခင်ရဲ့ကြီးမြတ်တော်မူခြင်းကျေးဇူးတော်တွေကိုနေ့ရက်စဉ်တိုင်းမှာဝမ်းမြောက်စွာနဲ့ဟောပြောပြီးတော့အစင်မပြတ်အောင်မေ့တတိရကြပါစို့။အားလုံးကိုဖျားသခင်ကောင်းကြီးပေးပါစေ။